AI တွေကဘလုံးကြီးပြဖြစ်လာနိုင်လားအားလုံးပဲမင်္ဂလာပါ Yesport TV ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒါကအခုနောက်ပိုင်းခေတ်မှာပေါ့နော်တဖြည်းဖြည်းနဲ့ပို့ပြီးတော့လူတွေပိုသုံးလာတယ်တကယ်ကိုဒီမျက်မှောက်ခေတ်ကာလမှာတကယ်ကိုတဖြည်းဖြည်းနဲ့ဒီစိုးမိုးလာနိုင်တဲ့ AI နည်းပညာပေါ့ဒီ AI နည်းပညာကလည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီဘောလုံးလောကကိုလည်းရောက်ရှိလာတယ်ဆိုတော့ဒီဘောလုံးလောကကို AI ဆိုတဲ့နည်းပညာကရောက်ရှိလာတယ်ဆိုတာတပြိုင်နက်ပေါ့နော်တဖြည်းဖြည်းနဲ့ဘာကြီးဖြစ်လာလဲဆိုတော့တချို့သင်းတွေဆိုလို့ရှိရင်ဒီ AI နည်းပညာကိုအသုံးပြုပြီးတော့လူခေါ်ယူမှုအပိုင်းတွေမှာအသုံးချတာတွေဒီကစားသမားတွေရဲ့ဒီ analysis တွေကိုလေ့လာတာမျိုးတွေပေါ့နော်ဒီလိုမျိုးနေရာတွေမှာတော့တဖြည်းဖြည်းနဲ့အသုံးပွင့်လာကြပေါ့ AI နည်းပညာကခုနောက်ပိုင်းပေါ့နော်ဒါ AI တွေကဒါနေရာတကာမှာဥဆောင်လာပြီးနေရာယူလာပြီးဒါကပြောမယ်ဆိုလို့ရှိရင်ထူးခြားလေးပေါ့နော်ကျွန်တော်စဉ်းစားမိရတခုပေါ့ဘယ်လိုထူးခြားစဉ်းစားမိရလဲဆိုတော့ဒီဘောလုံးပြတွေနေရာမှာဒီ AI တွေကအစားထိုးလို့ရှိရင်ဒီဖြစ်နိုင်မလားပေါ့ကျွန်တော်ဒီခေါင်းစဉ်မှာကျွန်တော်ပြောထားသလိုပဲ AI တွေကဘောလုံးပြတယောက်ဖြစ်လာနိုင်လားဆိုတဲ့အရာတခုပေါ့ထားပါတော့ AI တယောက်ကဘောလုံးသင်းကိုတာဝန်ယူပြီးကင်တွယ်မယ်ဒီလိုမျိုးကင်တွယ်မယ်ဆိုလို့ရှိရင်ကျင်းတည်တဲ့ဒါဒီပြတယောက်ရဲ့လုပ်ငန်းစင်တာတွေဒီပြတယောက်ရဲ့တာဝန်တွေကိုသူအနေနဲ့စပြီးတော့ယူရတော့မယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီ manager တယောက်အနေနဲ့ပေါ့နော်သူ့အတင်ရဲ့ဒီကစားကွက်ဒီ formation ကိုသူစပြီးတော့မှစဉ်းစားရတော့မယ်အဲ့လိုမျိုးစဉ်းစားရမယ်ပြီးလို့ရှိရင်ဒီပြိုင်ဘက်ကစားသမားတွေရှိမယ်ပြိုင်ဘက်အသင်းတွေရှိမယ်ဒါတွေကိုသူ analyze လုပ်ကြဆိုတော့ပြီးသွားလို့ရှိရင်ဒီကစားသမားတွေကို motivate ရတာမျိုးတွေလည်းလုပ်ရလိမ့်မယ်ဆိုတော့ဒီလူတစ်ခေါ်မှုတွေပေါ့နော်ဒီကစားသမားတစ်ခေါ်ယူမှုတွေမှာလည်းပါဝင်ပြီးတော့မှပတ်သက်ရမယ်ပြီးလို့ရှိရင်ဒါ media တွေဒါ press တွေကိုလည်းဒီလိုပွဲတွေကိုလည်းသူ့အနေနဲ့တက်ကမယ်ပေါ့ဒါဆိုလို့ရှိရင် AI ကိုတကယ်ပဲအစားထိုးဖို့ဖြစ်နိုင်လားပေါ့ဆိုတော့မဖြစ်နိုင်ဘူးဆိုတာကတော့မရှိဘူးပေါ့နော်ဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့ဒါအခုနောက်ပိုင်းမှာလည်း AI ကတကယ်ကြီးကြီးကိုဒါအသုံးပြုလာတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမဆိုဖြစ်လာနိုင်တယ်ပေါ့ကျွန်တော်မဖြစ်နိုင်ဘူးလို့အခုချိန်မှာတိတိကျကျကြီးပြောဖို့အတွက်တော့မရဲဘူးပေါ့နော် player တွေကိုဒီ analysis လုပ်တာမျိုးတွေပေါ့ဒီကစားသမားအသစ်တွေကိုခေါ်ယူတဲ့နေရာမှာဒီကိုအသင်းနဲ့ဒီအကိုက်ညီမဲ့ပေါ့နော်ဒါအကိုက်ညီဆုံးပြောလို့ရတယ်ဒီကစားသမားတွေကိုဒီရှာဖွေတာမျိုးတွေဒီ training ဆင်းတဲ့နေရာမျိုးတွေမှာဘယ်လိုဒီလိုမျိုးdribbling လုပ်ကြမလဲဆိုတာမျိုးတွေစရဲပေါ့နော်ဒီလူစားလဲတဲ့နေရာတွေပေါ့သူတို့ဒီလူစားလဲတဲ့နေရာမှာဆိုလို့ရှိရင်ဒီဘယ်ကစားသမားကတော့ဒါပင်ပန်းနေပြီဘယ်သူကိုတော့ဒါလဲတင်နေပြီဆိုပြီးတော့ပေါ့နော်ဒါဒီလောက်ကတော့ဒါလုံနိုင်လောက်တဲ့ AI နေနဲ့ဒါလုံနိုင်တဲ့အချက်လက်တွေပေါ့အခုချိန်မှာဒါ AI မလုံနိုင်သေးတဲ့အရာပြီးတော့နောက်လည်းဘယ်တော့မှမလုံနိုင်တော့ဘူးလို့ထင်တဲ့အရာတခုတော့ရှိရဗျအဲ့ဒါကဘာလဲဆိုတော့ဒါလူတွေနဲ့ဆက်ဆံတဲ့နေရာမှာပေါ့နော်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာဒီကစားသမားတွေအများကြီးနဲ့ဆက်ဆံရမယ်လူပေါင်းစုံ CI ပေါင်းစုံနဲ့ဆက်ဆံရမယ်ဟာမျိုးတွေရှိတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီကစားသမားတွေမကဘူးနီးပြတယောက်ဖြစ်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသင်းမှာရှိတဲ့လူတွေအကုန်လုံးနဲ့ဆက်ဆံရတော့မှာပေါ့နော် player နဲ့ပဲဆက်ဆံရဆိုလို့ရှိရင်တော့တမျိုးပေါ့ကျွန်တော်ပြောခဲ့သလိုပဲ AI ကနီးပြတယောက်ဖြစ်လာပြီးဆိုလို့ရှိရင်ဒီအသင်းမှာရှိတဲ့တာဝန်ရှိသူတွေအုပ်ချုပ်သူတွေပေါ့အစရှိတဲ့လူတွေအကုန်လုံးနဲ့ AI တွေကပြောဆိုဆက်ဆံရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအရာမျိုးကတော့ AI တွေနဲ့လုံနိုင်ပွဲရမရှိဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ပြောလို့ရှိရင်ဒါတစ်ခုနဲ့ပို့ဆိုးလာတာမီဒီယာတွေနဲ့ဆက်ဆံရမယ်ကိစ္စတွေပေါ့ဆိုတော့မီဒီယာတွေနဲ့ဆက်ဆံရမယ်အရာမျိုးတွေမှာဆိုလို့ရှိရင်ပို့လို့တော့မှမလွယ်ဘူးဆိုတော့ဒါတွေကို AI ကပြောမယ်ဆိုလို့ရှိရင်ဘယ်တော့မှလုံနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူးပြီးတော့ပို့ဆိုးတဲ့ချက်ကဘာလဲဆိုတော့ဒီ AI နီးပြတယောက်ပေါ့နော် AI နီးပြတယောက်ကဒီအနာဂတ်မှာပေါ့ဗျာ AI နီးပြတယောက်ကကိုယ့်ရဲ့အသင်းကကိုရှင်းလုပ်နေတဲ့ကိုယ့်ရဲ့အသင်းကဒီ half time မှာရှုံးနေတယ်ဆိုလို့ရှိရင်ဒုတိယပိုင်းမှာခံပတ်လာအောင် motivate နိုင်မယ်လို့ထင်တာ AI နီးပြတယောက်သာဆိုလို့ရှိရင် motivate နိုင်မယ်လို့ထင်တာကျွန်တော်တို့လုံးဝမထင်ဘူးဆိုတော့လုံးဝလည်းဒီလိုအခြေအနေမျိုးမှာ motivate ပေးနိုင်မယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလိုပြောလို့ပေါ့နော်ကျွန်တော်ဒီလိုပြောလို့ AI နီးပညာကိုလုံးဝစွန့်လွတ်လိုက်ဖို့ပြောနေရမှာမဟုတ်ဘူး AI နီးပညာရဲ့နောက်ပိုင်းမှာဖြစ်လာနိုင်စရာမရှိတဲ့အကြောင်းတွေဗျာဒီလားဒီလိုချက်လက်တွေကတော့ဖြစ်လာနိုင်စရာမရှိဘူးဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်ဒါတချို့အသင်းတွေဆိုလို့ရှိရင်တော့ဒါ AI နီးပညာကိုအသုံးပြုပြီးတော့လူခေါ်ယူမှုတွေပေါ့နော်ဒီလိုနေရာမျိုးတွေမှာစမ်းသပ်ပြီးတော့မှအသုံးပြုလာတာမျိုးတွေရှိရယ်ဒီ Premier League မှာဆိုလို့ရှိရင်ဒါ Liverpool တို့ Brentford တို့ဆိုလို့ရှိရင်ဒီလိုမျိုးဒါသုံးနေရဆိုပြီးတော့ပေါ့နော်ကျွန်တော်ဒါအကြားသိထားတာရှိရယ်ကျွန်တော်ရဲ့ခေါင်းစဉ်တိုင်းပြန်ပြီးတော့ကျွန်တော်ပြန်ဖြေရမယ်ဆိုလို့ရှိရင် AI တွေကနီးပြဖြစ်လာနိုင်လားဆိုလို့ရှိရင်လို့ပါလုံးဝမဖြစ်လာနိုင်ပါဘူးဒါပေမဲ့ AI ကိုမသုံးဘဲနဲ့ပြစ်ပယ်ထားလို့တော့မရပါဘူး AI တွေကိုမသုံးဘဲနဲ့ပြစ်ပယ်ထားမယ်ဆိုလို့ရှိရင်တော့လက်ကောက်ကျသွားနိုင်တယ်ပေါ့ဘယ်လိုပဲဖြစ်ဘောလုံးလောကမှာလည်း AI တွေရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာကလည်းဒီလိုပဲဒုံတွဲပြီးတော့ရှိနေအောင်ပါပဲလေကျွန်တော်ဒီ VAR ဆိုတဲ့ဒါဟာကြီးစပြီးတော့ပေါ်လာတဲ့အချိန်မှာလူတွေကမကြိုက်ကြတဲ့လူတွေများတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ VAR ရဲ့ကောင်းကျိုးတွေကိုပြည့်ခံစားလာရတယ်ဒီလိုပဲဆိုးကျိုးတွေဆိုတာကလည်းတွဲရပြီးပါလာတာပဲလို့ဆိုတော့အခု AI ဆိုတဲ့အရာကလည်းဘလုံးလောကတွေကိုပြည့်နဲ့ရောက်လာပြီးဘလုံးလောကတွေမှာဒီ AI ကိုတွင်တွင်ကျယ်သုံးလာတာမျိုးတွေလည်းရှိလာနေပြီပေါ့နော်ဆိုတော့ဒီ AI တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုလည်းဒီဘလုံးလောကကြီးကလည်းဆက်လက်ပြီးတော့မှခံစားရအောင်ပါပဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ချူပေးခဲ့တဲ့အရောက်ချဲဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Yesport TV page ကို like and follow လုပ်ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့